ကျွန်တော်အင်္ဂလိပ်စကားပြောဗီဒီယိုလေးလုပ်တဲ့အခါမှာအတန်ထွက်မြန်မာလိုရေးပေးပါလို့တောင်းဆိုကြတဲ့သူတွေရှိပါတယ်ကျွန်တော်တက်ကိုရေးမပေးတာပါအဲ့လိုရေးပေးရတာကိုလည်းသဘောမကျပါဘူးနောက်တစ်ခုကတော့ English အတန်ထွက်ကိုမြန်မာလိုအတိအကျလိုက်ရေးဖို့မဖြစ်နိုင်ပါဘူးစာအုပ်တွေထဲမှာအရင်တော့ပညာရှင်တွေရေးခဲ့တာကလည်းတကယ်တော့အနည်းဆက်ဆုံးဆိုတာကိုတန်းပြီးတော့ချိန်ပြီးရေးခဲ့တာဖြစ်ပါတယ်တကယ်တော့အတိအကျမရပါဘူး English အတန်ထွက်အတိအကျရဖို့က phonetic symbol လို့ခေါ်တဲ့ကမ္ဘာပေါ်မှာရှိတဲ့အတန်တွေအားလုံးကိုကိုစားပြုတဲ့အမှတ်အသားလေးတွေကိုလေ့လာရပါတယ်။အဲ့ဒီ phonetic symbol တွေကိုလေ့လာထားမှအတန်ထွက်ကိုအမှန်ကန်မြင်ရမှာအမှန်ကန်ပြောနိုင်မှာဖြစ်ပါတယ်။အဲ့ဒါတွေကိုလေ့လာထားရဲဆိုရင်ငှက်တွေရဲ့အတန်လေးတွေကအစကားတွေရဲ့အတန်တွေကအစအတန်ထွက်လို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါကိုလည်းကျွန်တော်ကမြန်မာနိုင်ငံမှာတော့သင်တန်းလေးတွေတီးတန့်သင်ပေးခဲ့တာရှိတယ်။ခုနောက်ပိုင်းတော့သင်ပေးဖြစ်သေးဘူးပေါ့နော်။ကျွန်တော်ဗီဒီယိုတစ်ပုဒ်တော့လုပ်ပေးဖို့စိတ်ကူးတော့ရှိတယ်။ဒါပေမဲ့မလုပ်ဖြစ်သေးတာပါ။ဆိုတော့နောက်ဗီဒီယိုတွေမှာလည်း English အတန်ထွက်ကိုမြန်မာလိုရေးပေးပါဆိုတာကတော့ဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်ရေးမှာမဟုတ်ပါဘူးကျွန်တော်အင်္ဂလိပ်စကားစတင်တော့ dictionary စာအုပ်တွေမှာမြန်မာအတန်ထွက်တွေတွေ့ခဲ့တယ်အစပိုင်းတော့ဒါတွေမဖြစ်မနေလိုခဲ့တယ်လို့သတ်မှတ်လို့ရတယ်ပေါ့ဒါပေမဲ့တကယ်လေ့လာလိုက်တော့ဒီ phonetic symbol ကိုကျွန်တော်လေ့လာလိုက်တော့နောက်ပိုင်းမြန်မာလိုအတန်ထွက်ကိုကျွန်တော်လုံးဝသဘောမကျတော့ပါဘူးဘာကြောင့်လဲဆိုတော့အတန်အတိအကျမရဘူးအမှန်ကန်မဟုတ်လို့ပါအဲကြောင့်ဖြစ်နိုင်ရင် phonetic symbol ကိုသင်တန်းတွေသင်ပေးရရှိတယ်social media တွေမှာအခမဲ့မျှဝေတာတွေလည်းရှိတယ်အဲ့ဒါလေးတော့ကြည့်စစ်ချင်ပါတယ်ပြီးရင်ကျွန်တော်ကဒီ browser ကနေပြီးတော့အတန်ထွက်လေးတွေရှာနည်းလေးကျွန်တော်ဗီဒီယိုလေးနဲ့မျှဝေပေးပါမယ်ဒီဗီဒီယိုရဲ့နောက်ပိုင်းမှာအဲ့ဒါလေးပါလာပါလိမ့်မယ်ကျွန်တော်ကတော့အများစု Cambridge Dictionary ကိုbrowser ကနေပြီးတော့သုံးလေးရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင် phonetic symbols လည်းပါတယ်အတန်ထွက်လည်းဒီ British အတန်ထွက်နဲ့ American အတန်ထွက်ဆိုပြီးနှစ်ခုသူတို့ကပြပေးတာရှိတယ်ပေါ့ဒါဆိုရင်ဒီ symbols တွေကိုနားမလည်ဘူးဆိုရင်တော့မှအတန်လေးနားထောင်လို့ရတယ်အဲ့အတန်လေးတိုင်းလိုက်ပြောလို့ရပါတယ်အဲ့လိုအတန်အတွက်အခက်အခဲဖြစ်မှာဆိုလို့လေကျွန်တော်ဗီဒီယိုတွေမှာဆိုရင်အနည်းဆုံး2ခါပြောပြပါတယ်မြန်တဲ့ပုံစံနဲ့တစ်ခါပြောပြတယ်ဖြစ်ဖြစ်လေးတစ်ခါပြောပြပါတယ်ဒါမှအခြေခံသမားတွေတော့မဟုတ်နားကြဆွမ်းရအားနေတဲ့သူတွေနောက်တစ်ခါပြန်နားထောင်လို့ရအောင်လို့ပါဒါကြောင့်နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့ English အတန်အတွက်ကောင်းချင်ရင်English အတန်ကိုမြန်မာလိုရေးထားတဲ့စာအုပ်တွေလုံးဝမဖတ်ပါနဲ့လုံးဝမဖတ်ပါနဲ့ဗီဒီယိုတွေမှာတချို့ဆရာတွေရေးပေးရရှိတယ်ကျွန်တော်တို့အားမပေးပါဘူးသူတို့ကိုစော်ကားတာမဟုတ်ဘူးသူတို့လည်းတက်နိုင်လို့ကူညီတာပါပဲဒါပေမဲ့ကျွန်တော်လုံးဝအားမပေးပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမှန်တဲ့မြန်မာအတန်ကြီးဆွဲသွားရင်တကယ်မှန်ကန်တဲ့အတန်တွေကိုပြင်ရခတ်သွားတတ်ပါတယ်ဒါကြောင့်မလို့မှားတာကြီးကိုတော့ဆွဲမသွားပါစေနဲ့မှန်တာကိုဆွဲလန်းသွားတာကောင်းပါတယ်နောက်တစ်ချက်ကတော့ English ရုပ်ရှင်ကားတွေကြည့်ပါဒါဆိုရင်လည်းကျွန်တော်တို့အတန်လေးနားထောင်ပြီးတော့လိုက်ပြောလို့ရတယ်English ရုပ်ရှင်ကားကြည့်တဲ့အခါကျွန်တော်တီးသန့်ဗီဒီယိုလုပ်ပေးပါဦးတကယ်တမ်းအရေးကြီးတဲ့အချက်က English ရုပ်ရှင်ကားတွေအများကြီးကိုတပြိုင်တည်းကြည့်ဖို့မဆိုလိုပါဘူးတကားတွေကိုခဏကြည့်တာပိုပြီးထိရောက်ပါတယ်တကားထဲမှာဖြစ်နိုင်ရင် scene တစ်ခုချင်းစီကိုခဏပြန်ရစ်ပြီးနားထောင်တာကကျွန်တော်တို့အတွက်အတန်အတွက်ကောင်းလာဖို့အတွက်အထောက်အကူပြုပါတယ်တကားလုံးကြီးကိုကြည့်လိုက်ပြီးတော့အစအဆုံးတကားလုံးကြည့်လိုက်ပြီးတော့အတန်အတွက်မရလိုက်ဘူးဆိုတာကဒါမြန်လွန်းလို့ပါသူတို့မြန်တာကိုကျွန်တော်တို့ကလိုက်မိဖို့ဆိုရင်အဲ့အပိုင်းလေးပြန်ခွဲပြီးတော့ဖြည်းချင်းပြန်ကြည့်ပါဒီနေရာမှာဒီစကားကိုသူကဘယ်လိုပြောလိုက်တယ်နောက်တစ်ယောက်ဆိုရင်ဘယ်လိုအတန်ထွက်သွားလဲအဲ့ဒါလေးကျွန်တော်တို့ကသိချလိုက်နားထောင်တင်ပါပြီးရင်သူတို့တိုင်လိုက်ပြောပါဒါကအတန်ထွက်ကောင်းဖို့အတွက်အကောင်းဆုံးဖြစ်မှာပါဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့ favorite မှာ English အတန်ထွက်ကိုမြန်မာလိုရေးမပေးဘူးလားရေးပေးပါအောင်လို့တောင်းဆိုကြတဲ့သူတွေကိုပြန်ပြီးတော့အကောင်းဆုံးတုံ့ပြန်ပေးတာဖြစ်ပါတယ်အကြံဉာဏ်ပေးတာဖြစ်ပါတယ်အတန်ထွက်တွေကောင်းကြပါစေတိုးတက်မှုတွေအများကြီးရကြပါစေနောက် video တွေမှာထပ်တွေ့ကြတာပေါ့Goodbye ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ browser ကနေပြီးတော့ English Dictionary ကြည့်နည်းပေါ့နော်ဒါကတော့ internet ရမှသုံးလို့ရတယ်လို့ကျွန်တော်ပြောလို့ရတယ် browser ထဲကိုကျွန်တော်ဝင်မယ်ဆိုရင်ကိုလိုချင်တဲ့စကားလုံးကိုရိုက်ထည့်ပြီးရင်နောက်က meaning လို့ရိုက်ရင်အဲ့ဒါလေးရှာလို့ရတယ် definition ကိုအများစုပြလိုက်ရှိတယ်ကိုလိုချင်တဲ့စကားလုံးရဲ့နောက်မှာ meaning ထည့်ပြီးရင် Cambridge Dictionary လို့ရိုက်လိုက်တယ်ဆိုရင်ကိုလိုချင်တဲ့စကားလုံးကိုပြပေးမယ်သူက British UK ဆိုပြီးပြပေးထားမယ် important ဒီ speaker ပုံစံလေးနှိပ်လိုက်ရင်အတန်ထွက်လာမယ် important နောက်မှာလည်း US American အတန်ထွက်ပြီးနားထောင်လို့ရတယ် important သူရဲ့ဘေးလေးမှာကတော့အမှတ်သားလေးပါနေအဲ့ဒါတွေကကျွန်တော်ပြောတဲ့ phonetic symbol ဆိုတာတွေပါဒါအတန်တန်ကိုစားပြုပေးတဲ့အမှတ်သားတွေပေါ့ဗျာသူ့အဆုံးထိအောင်အဓိပ္ပာယ်ကြည့်လို့ရတယ်ဒီကျွန်တော်ရှာတဲ့ important မှာဆိုရင် important number ဆိုရင် importance လို့ဖြစ်သွားတယ်importance
importance, adverb လို့ခေါ်တဲ့ importantly, importantly, ကရိယာဝိသေသနာဆိုရင်ကျွန်တော်တို့ importantly လို့ဖြစ်သွားတယ်ဆိုတော့ for မှာအတန်မြင့်ထားတယ်ဆိုတာကိုသတိထားမိပါလိမ့်မယ်အဲ့ဒီ Cambridge Dictionary ကို browser ကနေရောက်သွားပြီဆိုရင်ကျွန်တော်တို့ကအပေါ်ဆုံး search bar မှာကိုလိုချင်တဲ့စကားလုံးအသစ်ကိုထပ်ပြောင်းပြီး naive, အဲ့မှာ Naive ပါလာမယ်အတန်တွေပြပေးလိုက်မယ်ဥပမာဝကြတွေပြပေးလိုက်မယ်အခုကတော့ဖုန်းတွေခေတ်စားလာတော့ internet ရတယ်ဆိုရင်ဒါတွေကရှာလို့ရ